黑港，免自己查，要看风雨干位。ဒီဗီဒီယိုကိုအဆုံးထိကြည့်လိုက်ပါသင်လုံးဝမထင်မှတ်ထားတဲ့အဖြစ်အပျက်တစ်ခုစက္ကန့်ပိုင်းတွင်းမှာဖြစ်သွားခဲ့တာပါလမ်းဘေးတစ်နေရာမှာမြင်ရခဲ့တဲ့မြင်ကွင်းတစ်ခုကိုမှတ်တမ်းတင်ဖို့စူးစမ်းခဲ့ရကနေအခြေအနေတွေဟာရုတ်တရက်တင်းမာသွားခဲ့ပါတယ်ကြည့်လိုက်ပါလမ်းပေါ်မှာအလှခံနေတာမဟုတ်ပါဘူး免自己查，要看风雨干位。ကိုယ်တိုင်ကိုကြချွေးတစ်လုံးလုံးနဲ့လမ်းပြင်နေကြတဲ့ရခိုင်ဖုံးကြီးတွေကိုမြင်လိုက်ရတာပါဒီလိုမုံမြတ်တဲ့လုပ်ရက်ကိုမြင်တော့လူတစ်ယောက်ကဖုံးထုတ်ပြီးအနီးကပ်ဗီဒီယိုသွားရိုက်မိတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာလီထုထဲမှာတစ်ခုခုထူးခြားနေတာကိုသူသတိမထားမိခဲ့ဘူးရိုက်ကူးနေတဲ့သူအနားရောက်သွားတဲ့အချိန်မှာပဲအလုတ်လုံနေတဲ့ဖုံးကြီးတစ်ပါးကဒေါသတကြီးနဲ့လှည့်ကြည့်လိုက်တယ်မင်းတတိထားဆိုတဲ့ပြတ်သားပြီးကြောက်စရာကောင်းတဲ့အော်တန်နဲ့အတူရှေ့မှာရှိနေတဲ့ကင်မရာကိုပါအရှိန်နဲ့ပုတ်ချလိုက်တဲ့အထိဖြစ်သွားခဲ့ပါတယ်စက္ကန့်ပိုင်းတွင်းမှာပဲကြည်နူးစရာမြင်ကွင်းကနေထိတ်လန့်စရာအဖြစ်အပျက်တစ်ခုဖြစ်သွားခဲ့တာပါဘာကြောင့်အခုလိုဒေါသတကြီးတုံ့ပြန်ခဲ့တာလဲလမ်းပြင်နေတာကိုမရိုက်စေချင်တာလားဒါမှမဟုတ်ရိုက်ကူးသူဘက်ကပဲအနှောက်အယှက်ဖြစ်စေခဲ့တာလား